ရွတ်တိုက်ပြီးအော်နေရကွာဒီလိုချော်ရတယ်ကျွန်တော်တို့မိသားစုများအားလုံးစိတ်နေရွှေတွေကိုပြုလုပ်ခြင်းလေဆိုရင်တင်ငယ်သုံးကိုရှိပါတယ်ကျွန်တော်ပွဲလေးမှာကျွန်တော်လက်မှတ်လေးဖြာလက်မှတ်လေးရှင်းယူတော့ပါသူတို့discount ပေးပါလိမ့်မယ်နော်တကုံးပြောတာယူပါနော်ဘာလို့ကျွန်တော်ကြားပါတယ်အင်းမကမိသားစုအားလုံးကသူကရွှေတုံးတွေစုတာဟုတ်တယ်တကယ်တော့ရွှေတုံးတွေပါတယ်ဒါဆိုဥစ္စာပစ္စည်းဆိုတာကတကယ်တော့မမြဲပါဘူးမြဲတာကကျွန်တော်ရဲ့အချက်ပါကျေးဇူးများကြပါလေကျွန်တော်ခဏလေးအချိန်လေးပြီးပါခင်ဗျာပျော်စကောင်းတဲ့စီစဉ်လေးတစ်ခုမိသားစုများအားလုံးနဲ့ဒီလိုတင်ဆက်ကြပါမယ်အင်ဂျီလေးလဲကျွန်တော်ပါ